လေးကမရဲ့ညီးပိုက်ထဲမှာခံရခန့်အောင်ဖူလောင်နေတာကစာလို့ဖြစ်နေတာမဟုတ်ဘူးနော်ညီးအစာအိမ်ကသူ့ဘာသာသူပြန်ဝါးမြုံနေတာဟဲ့အစာအိမ်ထဲက acid တွေတော့အစာအိမ်နေရန်တွေကမီးလောင်နေတယ်လို့ဖြစ်နေတာပေါ့အဲ့ဒါကိုငါတို့ကအငန်ဆုံးပြန်ဖာပေးမှရတော့ပဲကမရဲ့ကဲလောက်ရမယ်နီးလန်းကတော့လွယ်လွယ်လေးပဲအာလူအစိမ်းကိုချစ်ပြီးတော့ရေတဝက်လောက်ရှိရဲ့ခွက်ထဲမှာအရင်ညစ်ထည့်လိုက်ရင်ပြီးရင်ရှားဆောင်လက်ဖက်အနှစ်ကိုနှစ်စုံလောက်ထည့်လိုက်အောင်ဟဲ့အဲ့ဒါကအစာအိမ်ထဲက acid တွေကိုဓာတ်ပြေသွားအောင်လုပ်ပေးမယ် alkaline အကာအကွယ်အလွှာလေးလိုပဲကမရဲ့အစာအိမ်အနာတွေကိုလည်းချက်ချင်းတတ်တာသွားအောင်လုပ်ပေးမှာပေါ့အဲ့ဒါကိုမနေ့ပိုင်းဖိုက်ထဲမှာဘာမှမရှိသေးတဲ့အချိန်ချက်ချင်းတော့လိုက်ရင်ဖိုက်ထဲကပူလောင်နေလာတွေအကုန်ငိမ့်သွားပြီးတော့အစာအိမ်နေရန်တွေကိုလည်းပြန်ပေးလိမ့်မယ်ဟဲ့အဲ့ဒီတော့မှညီးကဘာပဲစားဖိုက်မနာတော့ပဲအားရပါရပြန်စားနိုင်မှာပေါ့ကမရဲ့ဟဲညီးမျက်နှာကိုအဲ့ဒီလောက်ကြီးအသက်ရှူကြက်အောင်မလုပ်စားမှနဲ့ကြည်စားပါဦးမျက်နှာပေါ်ကအကွဲချောင်းကြီးတွေကလေညီးထင်တယ်လို့ရဲလို့ဖြစ်တဲ့အရေးချောင်းတွေမဟုတ်ဘူးနော်အဲ့ဒါနင်အသားထဲမှာကောလာဂျင်တွေမရှိတော့ပဲကျွတ်နိုင်ဆက်နိုင်စွမ်းနေတေကိုလို့ဖြစ်နေတာဟဲ့ကြည်ရတာလေတစ်တီး6ကြီးလိုပဲရေတဲ့ခန်း6ပြီးအဖက်တင်နေတာဟဲ့အဲ့ဒါတွေကိုငါတို့အမြန်ဆုံးပြန်ဖြည့်ပေးမှဖြစ်တော့မယ်ငါပြောတဲ့အတိုင်းလုပ်ငါအရေးကုန်ကိုယူပြီးရင်တမရာကြီးနဲ့ရောပြီးတော့စက်ထိတ်ထည့်ပြီးအားရပါရကြည့်ပြလိုက်အဲ့ဒီတည်းကထွက်လာတဲ့ပင်လင်ကကောလာဂျင်အစစ်အမှန်တွေကညီအသားတွေကိုစိတ်ဝင်သွားမှာတမရာကြီးကလည်းအဲ့ဒီကောလာဂျင်တွေကိုခန္ဓာကိုယ်ရဲ့ချက်ချင်းစုပ်ယူနိုင်အောင်ကူညီပေးတယ်လေဟဲ့အဲ့ဒါကိုနေ့တိုင်းမနေ့စာမစားခင်ဘိုက်ထဲမှာဘာမှမရှိတဲ့အချိန်မှာတောက်ပေးရမှာပေါ့အဲ့ဒီလိုသာတောက်လိုက်ညီမျက်နှာပေါ်ကအကွဲချောင်းတွေအကုန်ပြန်ပြည့်လာပြီးအသားရည်ကတင်းရင်းသွားမှာဟဲ့နုပြိုမှုဆိုတာလက်ဖြောက်တစ်ချက်တီးတဲ့လောက်မြန်မြန်ဆန်ဆန်ကြီးပြန်ရလာလိမ့်မယ်တိလာကမကြီး